ကလေးကပါချက်ဆိုးပါငမန်းကြီးကလေးတော့ဖြစ်ပါလေအင်းကြီးပါအခုကငမန်းစီကြော်ပြထားတာပေါ့နော်စီထဲမှာရင်းရဲ့စက်တုံပြည့်ရဲစီတက်ပြီးတော့မှငမန်းစီရိုက်ပြထားတဲ့ဒီလိုဖြစ်တယ်ပေါ့နော်တန်ငမန်းစီကနေပြီးတော့ထွက်လာတဲ့စီတွေအဲ့ဒါကိုကလေးတွေကိုသမင်းကြော်ကြည့်ပါနော်ဒီမှာဆိုတော့ရင်းလေးစီတက်တယ်စက်တုံပြည့်လေးစီတက်တယ်အဲ့လိုလေးစီတက်ပြီးတော့ကျဲဦးလေးလုံးထည့်မယ်နော်ကျဲဦးလေးလုံးမှာစားလေးဒီစားပြီးမယ်အမကြီးကျင်းလေးနဲ့စပလင်လေးနဲ့မှုမွေးလေးကိုဟမ်အမေထည့်မယ်ဒီမှာပြင်ရမှာသုံးပွဲကလောက်ဆိုတော့တသားမို့သုံးဆုံးထည့်နော်သုံးမို့သုံးထည့်မယ်ရာသဆုံးထည့်မယ်စားလေးနဲ့ပြီးမယ်တန်မားကြီးခင်းကြောတန်မားကြီးရဲ့အနံ့လေးနဲ့စပလင်ရဲ့အနံ့လေးနဲ့ရင်းရဲ့အနံ့လေးနဲ့စက်တော့ကြည့်လေးမရတယ်ကလေးတွေဆိုကြည့်တာဖြစ်ပါလိမ့်မယ်ဒီနိုင်ငံသားစကူမှုတွေကတရက်တိတိသမင်းကိုပန်းလေးနဲ့သူချခြေထည့်ပြီးတော့မှရေခဲပြတာကမှတညထားတဲ့သမင်းကိုသူကအကျော်ရောညနော်ဒါမှဆန်းတလုံးရင်းကိုကျွန်တော်ဒီမှာတော့အဲ့လိုမလုံးနဲ့ခါကြတော့ rice cooker တွေနဲ့သမင်းကိုတန်းကျော်တော့အခုမြင်တဲ့အတိုင်းပဲနော်ဆန်းနဲ့တလုံးရင်းဆင်းနေတယ်နဲ့ပြေးနေတာပေါ့နော်သမင်းတော့တကယ် international မှာကျော်တာတော့သမင်းကိုရေခဲပြတာကမှတရက်ထားတော့ဒီလိုကဲကလေးကပါချက်ဆိုးပါငမန်းကြီးကလေးတော့ဖြစ်ပါလေအင်းကြီးပါ